ထိုခေတ်ခါကမန္တလေးမြို့ဟာမြမအနုပညာဂီတစာပေကဗျာပန်းချီပန်းပူးစတဲ့အတတ်ပညာအားလုံးစုဝေးရာဌာနဖြစ်ခဲ့ပါတယ်။မြမရိုးရာယဉ်ကျေးမှုအမြုတေအားလုံးဟာမန္တလေးမြို့တော်ကနေဆင်းသက်ပြန့်ပွားခဲ့တယ်လို့ဆိုနိုင်ပါတယ်။နန်းတော်ကြီးကိုရှေးမြမဘိတုကာလက်ရာအတိုင်းရွှေသားဆန်ဆန်တိဆောက်ခဲ့ပြီးဧရိယာအကျယ်ဝန်းမြို့ရိုးနယ်ကျုံးတို့ဟာထိုခေတ်ကာလကအာရှတလွှားမှာအခမ်းအနားဆုံးတွေကတစ်ခုဖြစ်ခဲ့ပါတယ်။မြို့ရိုးပတ်လည်မှာရှိတဲ့ကျုံးရည်တွေဟာဒီကနေ့အထိမန္တလေးရဲ့အမှတ်အသားဖြစ်နေသေးပါ။တိုးတောင်းလာတဲ့နန်းသက်ကာလအပြီးမှာနန်းတော်ကြီးကိုအင်္ဂလိပ်တို့ကဗစ်တိုးရီးယားခံတပ်အဖြစ်အသုံးပြုခဲ့ပြီးနောက်ပိုင်းမှာဒုတိယကမ္ဘာစစ်အတွင်းမိရှို့ဖျက်ဆီးခံခဲ့ရလို့နန်းဆောင်အချို့သာကျန်ရစ်ခဲ့ပါတယ်။သို့တော်လည်းမင်းတို့မင်းကြီးရဲ့မဟာကုသိုလ်ကြောင့်မန္တလေးမြို့ဟာရာဇဝင်တွေကမင်းနေပြည်တော်ဖြစ်တာမကမြန်မာလူမျိုးတို့ရဲ့နှလုံးသားထဲမှာယဉ်ကျေးမှုအမွေအနှစ်အဖြစ်အခိုင်အမာတည်ရှိနေဆဲဖြစ်ပါတယ်ရှင်။